ခင်ဖုံးတက်ဝေထီကဘောနေရချီလို့ကျွန်တော်မအားသေးတော့ပြောလိုက်နေပါတယ်ခင်ဖုံးတက်ဝေမိနဲ့အောကုန်းမှာအရင်လေးတွေတက်ရင်အရင်ပန်းတွေပဲပွင့်ကြအောင်ပါပါလိုအပ်ရင်ပန်းတစ်တွေလဲပေးဖို့ဘယ်တစ်ပင်ကိုမှကျွန်တော်မကောင်းဆိုချင်ပါဘူးအပြေဝလွန်ခွင့်ရတာဟာလေလူဖြစ်ရကြုံနဲ့မို့တစ်ခုပါကွယ်ခင်ဗျားတို့ကကြားနေတာတော့မသိဘူးတချို့ဆိုတူးချုံပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချွေဘူးကုန်လေးကိုပိတ်ကန်ပြစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ဖို့ပြီးဖတ်မယ်တမီးရှိခြင်းအောင်ဆောင်ပြီးစပယ်ယာကိုပူးကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖက်ဒရယ်ပြည်အောင်စုကြီးတည်ဆောက်တာကအစချမ်းကိုမိမိုင်းကကျုံဆိုင်ရာပြဿနာတွေထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးတဲ့ကောင်တွေမျိုးတုံးတော့အရေးထိလွယ်ကောင်းလွယ်နေနိုင်ပါတယ်ဆိုရင်ခေတ်ရနေတဲ့အစွမ်းစမျိုးမျိုးကိုပိုက်ဆိုင်ဖို့လွယ်ပါလိမ့်မယ်စင်ရင်လုံးတရားကိုချရေးဖို့ post ကလေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်။အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။စပယ်ယူတော့မှခင်ဗျုံးတော့ရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်လေ။ခတ်တဲ့ခင်ဗျုံးတော့ရဲ့တိတ်ခတ်တဲ့နေထွက်ဆောင်မှာတော်လေရဲ့နှနှုတ်တည်းရဲ့အရေးကြီးနေ့လည်းခင်တူတူဝင်သွားတယ်လို့ပါပဲဘော်ဒူးများဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြောင်ရင်ကိုယ့်သဘောနဲ့ကိုအရှုံးပေးလိုက်ချင်ပါတယ်တောင်ကုန်းလေးအောင်မှမျက်တွေစင်းမှုစောင့်လာသေးရပဲရေကမှာရှင်မရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ခံခဲ့ကြတဲ့နားလဲပါတယ်ခင်ဗျားတော့ဝေးလင်းကစင်းသက်လာတဲ့နေမင်းလောင်ကြီးစီတတိကြောက်တုံးရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှိတိုးလာခဲ့ရပါတယ်မုံမရွာတဲ့ဝါဆိုကိုဘယ်လိုအမည်မျိုးပြောင်းလဲမဲ့ခေါ်ခြင်းပါတယ်လေခင်ဗျားတို့ရဲ့စံနှုန်းရှိတဲ့အတိုင်းအခြားသူတွေပါခေါ်လိုက်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တကြမရှိတဲ့ရေနွားအိမ်လေးတွေကြည့်ပဲတောင်နရံကနန်းတော်ဟောင်းကြီးစသဖြင့်ကျုံးတွေဥယျာဉ်မြေမှုကျွန်းနဲ့ကံဒီကံဝေတနေ့တကြီးမှာလေဒီလေညင်းတွေဂုံဒီရှိအလံငိုင်ပြက်ဦးနဲ့ကြီးမုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာကခင်ဗျားတို့ရဲ့ဖြည့်ပါပုံရင်မစခင်လေးမှာကောင်းငယ်ဘာရောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာကိုယ့်ဘာသာယုံကြည်လိုက်ပါမယ်ဒီနေရာကစုံသားကန်းနဲ့စုံတက်ရမယ့်နေရာမဟုတ်ပါဘူးစူကောင်းရုံတချင်းတစ်ခုနဲ့ချိုးပိုက်နေရာကိုကက်ကက်လာနေလို့မျှပါပဲစုံမူလေးကတ်သွားတဲ့နောက်ကျိုးဖြူဖြူလေးထက်ကျက်မကွာချီလေးရဲ့နှောင်လေးရဲ့ပါသွားတာပါပဲတန်ရုံးစင်ရဲ့တေးကြလက္ခဏာရဲ့တစ်ခုပါခင်ဗျားတို့ရဲ့ခွင့်လွှတ်လိုက်ရင်ကြည်အေးစေချင်ပါတယ်ပညာရှိရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးဖို့ပြုနေရတဲ့သူစင်းရဲတို့ရဲ့တက်ကွင်းခင်းညက်300ဒီကျွန်တော်အလုပ်စီရင်မှာတော့နှုတ်မရပဲ့မရအစားထိုးမရခင်ဖုံးတက်ဝီစိတ်ကစားတဲ့ချိုဒီလေးလိုပဲချိုပွင့်လေးလိုလိုမကြတာတော့ပြန်မပြင်ရက်ဘူးကဲကြည့်စမ်းတဲ့